ဒီဗီဒီယိုမှာဆုံးဖြတ်ချက်အမှားတွေကြောင့် brand ကလုံးဝဆုံးမြုပ်တော့မဲ့အနေထားနေပြီးတော့မှဆုံးဖြတ်ချက်မှန်အောင်ချလိုက်လို့ပြန်တက်လာတဲ့ brand တစ်ခုကြောင့်ကိုကျွန်တော်ပြောပြဆွေးနွေးချင်ပါတယ်ကျွန်တော်တော့ဆိုင်းလူရှာပါကျွန်တော်က marketing နဲ့ပတ်သက်ရင်ကျွန်တော်စာသင်တယ် consultant လုပ်တယ်ကျွန်တော်မှာ marketing group ဆိုတဲ့ agency ကိုလည်းကျွန်တော်ထောင်ထားပါတယ်ခုနက brand ရဲ့နာမည်ကအားလုံးသိတဲ့ Lego ဗျ Lego အရုပ်တွေကိုမြင်ပူးကြလိမ့်မယ်ထင်အတုံးလေးတွေဆက်တဲ့ဟာပေါ့နော်ဒီကောင်ကသူသဖြင့်တော့နည်းနည်းလေးညံရီသုံးပြီးတော့ကစားခြင်းတဲ့ကလေးတွေကြားထဲမှာသိပြီးတော့စိမ့်နဲ့ကစားစရာမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ခုနကတော့ပြောလို့မျိုးပဲဆုံးမြုပ်တော့မဲ့အနေအထားတစ်ခုရှိခဲ့တယ်သူတို့စီမှာမူပိုင်ခွင့်နဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီ patent လို့ခေါ်တဲ့မူပိုင်ခွင့်တင်ထားတဲ့ဟာရှိတယ်ကျွန်တော်သိသလောက်ဆိုရင်အဲ့ဒါ250လောက်ပဲခံတယ်ပေါ့နော်250ပြီးတဲ့အချိန်ကျရင်တော့ဒီဟာကိုတခြားသူတွေကလည်းလုပ်ခွင့်ရှိလာတယ်အဲ့တော့ Lego ကဘာပြဿနာတက်လဲဆိုတော့သူတို့ဒီ250ပြည့်ကန်ဒီအချိန်မှာသူတို့စိုးရိမ်လာတယ်အဲ့တော့သူတို့ရဲ့ဒီလက်ရှိအခု run နေတဲ့ဒီလူပမာဏနဲ့ဒီ business ရဲ့အနေအထားနဲ့ဆိုရင်သူတို့ရဲ့ရောင်းဈေးကလည်းများတယ်ပေါ့နော်ရောင်းဈေးများတယ်ဆိုတော့လူတွေအကုန်လုံးကငါတို့လိုမျိုးပဲလိုက်ပြီးထုတ်ခွင့်ရှိလာမယ်ဆိုရင်သူတို့ကဈေးသက်သက်နဲ့ထုတ်မယ်ငါတို့ကဈေးကြီးနေရဆိုရင်ငါတို့ဘာလို့ရွှေ့တော့မှာလဲပေါ့အဲ့တော့ကြတော့သူတို့အနေနဲ့ဘာလုပ်လဲဆိုတော့ market ကိုသူတို့လိလာကြည့်ရပေါ့လိလာကြည့်တဲ့အချိန်မှာကလေးတွေကတဖြည်းဖြည်းနဲ့ပြောမှဆိုရင် video game တွေကိုပို့ပြီးစိတ်ဝင်စားလာတယ်အရင်ကလောက်ကျွန်တော်တို့ဒီ attention တွေကကစားစရာတွေပေါ်မှာမရှိတော့ဘူးဒီကလေးတွေကခင်မိလာတဲ့အတွက်ခင်မိတဲ့ကစားစရာတွေကိုပို့ပြီးနှစ်သက်လာတယ်လို့သူတို့ကဆုံးဖြတ်ချက်ချတယ်အဲ့တော့ဘာလို့လဲဆိုတော့သူတို့အနေနဲ့ဒီသူတို့ရဲ့စံတွေကိုဒီ video game တို့ဟာမျိုးတွေပြီးရင်ကျန်တဲ့ဒီကလေးတွေကြိုက်တဲ့ခစ်ပေါ်ကစားနည်းတွေခစ်ပေါ်ကိစ္စတွေမှာပဲသူတို့က invest လုပ်တယ်ခုနကတော့သူတို့ရဲ့ဒီ Lego ကိုလည်းကလေးတွေဆက်ရလွယ်အောင်သူတို့တွေလုပ်ပေးထားတယ်ပေါ့ဒါပေမဲ့ထင်သလောက်အလုံးမဖြစ်ဘူးကျန်တဲ့နေရာတွေနဲ့ရှင်မယ်ဆိုရင်လေဘာလို့တခြား video game တွေကလည်းသူတို့တက်ပိုကောင်းနေရတယ်အများကြီးပဲပေါ့အဲ့တော့ကျတော့ထင်သလောက်ကအလုံးမဖြစ်ဘူးအဲ့တော့သူတို့စီကနေပြီးတော့ကလေးတွေရဲ့ဒီအိမ်တွေထိသွားပြီးတော့ search လုပ်ဖို့အတွက်ကြံရအဲ့ဒါနဲ့အိမ်တွေကိုသွားတာပေါ့ဗျာသွားတော့အိမ်ပေါက်စိတ်သွားပြီးတဲ့အချိန်မှာဘာသွားတွေ့လဲဆိုတော့အိမ်အိမ်မှာစိတ်ဝင်စားဖို့ကောင်းဒီ researcher ပေါ့နော် consultant ခေါ်မလားအဲ့တယောက်ကဘာသွားတွေ့လဲဆိုတော့အဲ့ကလေးတွေကသူ့အမေကိုကြွားနေတာဘာကိုကြွားနေတာလဲဆိုတော့သူ့ရဲ့ဖက်နှက်ကပုံးရလေးကိုသူကြွားနေအဲ့ပုံးရကဘယ်လိုရလာလဲဆိုတော့သူဒီ skate ပေါ့နော် skate စီးတဲ့အချိန်မှာသူ trick ကိုသူစူးစမ်းတဲ့ချိန်စူးစမ်းတဲ့နှစ်ချိန်စူးစမ်းတယ်မရပါတော့အချိန်ဘယ်လောက်တိအောင်စူးစမ်းလဲဆိုတော့အချိန်ပေါင်းဘယ်လောက်ဖြစ်သွားလဲမသိဖက်နှက်တောင်ပုံးရလေးဖြစ်နေအဲ့လောက်ထိသူစူးစမ်းပြီးတော့မှခုန trick ကိုရသွားတဲ့အချိန်မှာသူ့အမေကိုအားရဝမ်းသာနဲ့ဟာအမေသားဒီနေ့တော့ဘယ်လိုလုပ်ခဲ့တာဘာညာဆိုပြီးတော့ကြွေနေတာပေါ့ဗျာခေတ်စကားနဲ့ပြောရင်အဲ့တော့သူသွားတွေ့သွားတဲ့အချိန်မှာသူသိသွားပြီခေးတဲ့ငါတို့လုံးဝဟာသိပြီလေဆိုပြီးတော့သူတို့ strategy ကိုပြန်ပြောင်းဘယ်လိုပြန်ပြောင်းလဲဆိုတော့ခုနကတော့ကဒီအယုတ်ဆက်တဲ့အယုတ်တွေကိုပို့ပြီးတော့ခတ်အောင်လုပ်လိုက်တာဟုတ်လားဒီ Godzilla ရုပ်ဆက်ချင်တယ်တို့ဟာလားဆက်ရုပ်ဆက်ချင်တယ်ဘာဆက်ရုပ်ညာဆက်ရုပ်ပပုံပညာပုံဓာတ်တွေကိုပို့ပြီးတော့ခတ်အောင်လုပ်လိုက်တယ်ပြီးတော့နောက်တစ်ခါဘာထပ်လုပ်လဲဆိုတော့သူတို့ဒီပေါ်မှာသူတို့တွေကထပ်ပြီးတော့ collaboration တွေလုပ်တယ်ဟိုနောက်ပိုင်းမှာပေါ့နော်ဟိုမှာဒီ Lego Batman တို့ဘာလို့မြင်ဦးမှာပေါ့ဒီ cartoon တွေတောင်ရှိသေးတယ်ဒါမျိုးတွေသူတို့လုပ်တယ်ပြီးရင်သူတို့ဘာလုပ်လဲဆိုတော့ဒီခုနတော့ကကိုကအဲ့ရုပ်တစ်ခုကိုဆက်လိုက်တယ်ပေါ့ဆက်လိုက်ပြီးတော့သူတို့ဒါကိုလည်းပြခွင့်ရှိတယ်အဲ့လိုပဲဒါမှမဟုတ်ရင်ကိုယ်စိတ်ကူးနဲ့ကိုဆက်ပြီးတော့ဘာပုံကြီးဆိုပြီးထုတ်လိုက်လို့ရတယ်အဲ့ဒါကိုသူတို့စီမှာ website ထားပေးတယ်အဲ့ website မှာလာတင်လို့ရတယ်တင်လို့အဲ့မှာသူတို့သတ်မှတ်ထားတဲ့ engagement ပြည့်တယ်ဆိုရင်အဲ့ဒါကို Lego ကတရက်ဝင်ထုတ်ပေးတယ်မောင်ထွန်းထွန်းနာမည်နဲ့ဘာရုပ်ပေါ့ဒါသူအောင်မြင်ထားတဲ့အရှုပ်ပေါ့နော်အဲ့တော့ကျတော့အဲ့ဟာကိုတိုက်ပြီးတော့ဆက်ချင်တဲ့သူတွေလည်းဒီပုံစံတိုင်း live ဆက်လို့ရတယ်ဆိုပြီးတော့လုပ်ခွင့်ပေးတာအဲ့တော့ရှင်းပြောရရင်ဒီနေရာမှာ Lego က psychology သုံးခဲ့တာပေါ့နော်ရှင်းပြောရင်ကျွန်တော် marketing ဆိုတာ psychology ကိုသူ့ရဲ့ဒီ brand like သူ့ရဲ့ကြုံနေတဲ့ဟာ like ကျွန်တော်တို့က share သုံးရတဲ့ကစားပွဲလို့ပြောလို့ရတယ်အဲ့တော့ Lego သုံးခဲ့တဲ့ဒီ psychology တွေမှာ number 1ကကျတော့ကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ progress principle လို့ခေါ်တယ်လူတွေကပိုပြီးကောင်းလာတော့သဘောကျတယ်ငါစဉ်းစားကြည့်လူတယောက်ကတစ်နေ့ကိုခြေလမ်း900ရှောင်းနိုင်တယ်နောက်တစ်နေ့600နောက်တစ်နေ့900အဲ့လိုမျိုးပိုပြီးဖြစ်လာလေဒီသူဒီသဘောကျမှာပဲအဲ့တော့သူတို့ဒီ progress principle ဆိုတဲ့ဟာကိုသူတို့သုံးခဲ့တယ်နောက်တစ်ခုကတော့ကျွန်တော်တို့က competency loops လို့ခေါ်တယ်ကိုကပိုပြီးကျွမ်းလာတဲ့အရာတွေသဘောကျဒီ Lego အယုတ်လေးတွေကိုပထမတစ်ချိန်ဆက်တုံးကတော့တော်တော်လေးခက်တယ်ဒါပေမဲ့နောက်ရုပ်တွေကျရင်တဖြည်းဖြည်းနဲ့ပိုပြီးတော့ကိုကကျွမ်းကျင်လာတော့ဘယ်တုံးနဲ့ဘယ်တုံးဆက်ရင်တော့ဘာပုံထွက်မယ်ဆိုတဲ့ဟာကိုကတိလာတဲ့အတွက်ကိုပိုပြီးကျွမ်းလာဒီနေရာမှာပိုပြီးကျွမ်းလာလေတခြားအယုတ်တွေမှာသွားပြီးဆော့ဖို့ထက်ဒီပုံမှာပိုပြီး invest လုပ်လာလေတယ်အဲ့ဒီ psychology ကိုကျတော့ကျွန်တော်တို့က flow state လို့ခေါ်တယ်ဒီထဲမှာ looping ပတ်လာလူတွေကမာဒီနေရာမှာကျွမ်းနေပြီကျွမ်းနေတဲ့အချိန်ကျရင်ဥပမာထားတော့ခင်ဗျားတို့လူကြီးတွေတောင်မှဒီအလုပ်တစ်ခုမှာကျွမ်းကျင်နေပြီဆိုရင်နောက်လုပ်တစ်ခုကိုခုံကူးဖို့ဆိုတာကပတ်စံလည်းတိတ်ပြီးတော့ဘာမှမကွာဘူးဗျာ benefit လည်းဘာမှမကွာဘူးဆိုရင်ချက်တစ်ချက်လောက်နဲ့ခင်ဗျားတို့ခုံကူးဖို့ဆိုတာတိတ်ပြီးတော့နေရှားသွားပြီအဲ့ဒါကို the flow state လို့ခေါ်
ခေါ်တယ်ဒီ psychology ကိုကျွန်တော်တို့သုံးတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့က identity signaling လို့ခေါ်တယ်လူတွေကိုသူ့ရဲ့နာမည်ကိုဂုဏ်ယူစွာနဲ့ပြောခွင့်ရအောင်ကျွန်တော်တို့ကလုပ်ပေးလိုက်တာခုနကပြောတဲ့ဒီ legal မှာလူတယောက်ကအယုတ်ဆက်ခွင့်ရသွားတယ်ဆိုရင်အယုတ်ဆက်တဲ့ဟာကိုဒီပုံမှာတင်လိုက်လို့လူတွေကကြိုက်သွားတယ်အဲ့ဒါကိုကုမ္ပဏီကိုယ်တိုင်ကထုတ်ပေးခွင့်ရတယ်ဆိုရင်ဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ brand တက်လာတာပေါ့ဒါငါလုပ်ခဲ့တဲ့ဟာဒီ product နဲ့ပတ်သက်ပြီးတော့ငါလုပ်ခဲ့တာဒါဆိုပြီးတော့လူတွေကခုနကတော့ပြောတယ်ကလေးငယ်လေးကဒီ skate trip ကိုအောင်မြင်သွားတဲ့အချိန်မှာသူ့ကိုသူဂုဏ်ယူပြီးပြောနေတဲ့ဟာကိုလုပ်ပေးတာ legal ကဒီ psychology ကိုလိုင်းကြီးသုံးပြီးတော့ဒီနေ့ဒီချိန်မှာတော့အောင်မြင်တဲ့ brand တစ်ခုဖြစ်လာတယ်ပေါ့ကိုယ့်ရဲ့လုပ်ငန်းမှာဆုံးဖြတ်ချက်အမှားတွေပြောမှစင် data interpretation လို့ခေါ်တာပေါ့နော် data တွေကတော့ကျွန်တော်တို့ကလူတိုင်းကကောက်ကြတယ်ဒါပေမဲ့အဲ့ data ကိုမှန်အောင်ဖတ်တတ်တဲ့သူပို့တယ်မှန်အောင်မဖတ်တတ်ဘူးဆိုရင်ဂျွန်းပြစ်သွားတဲ့အနေအထားတွေရှိတယ်အဲကြရင်ကုမ္ပဏီတို့လည်းနစ်နာတဲ့ဟာတွေရှိတယ် brand တွေနစ်နာတဲ့ဟာတွေရှိတယ်အဲ့တော့ဒီ story ကနေပြီးတော့တွေးစရာတွေအများကြီးရမယ်လို့မျှော်လင့်တယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ဆုံပါအောင်မယ်အားလုံးပဲတန်ဖိုးရှိတဲ့ brand တွေကိုတည်ဆောက်နိုင်ကြပါစေ